အသက်ရှည်ဖို့အတွက်အရေးကြီးတဲ့အချက်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ဘုရားရဲ့သုတ်တန်ထဲမှာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးဟောတာမဟုတ်ဘူးလက်ရှိဘဝမှာအခြေအနေကောင်းတွေဖြစ်ပေါ်စေအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေမဲ့နီလန်းတွေကိုလည်းမြတ်စွာဘုရားကဟောကြားပေးထားတာရှိအဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးသွားကြမယ်ဆိုရင်မိမိရဲ့ဘဝမှာအခြေအနေတွေကောင်းပြီးတော့ကောင်းကျိုးချမ်းသာတွေရကြမှာဖြစ်တယ်လို့အဲ့တော့ဘုရားဆိုတဲ့ပုဂ္ဂိုလ်ကမေတ္တာနဲ့ကရုဏာထိမ့်ကွက်ထားတဲ့ကရုဏာနဲ့ပညာထိမ့်ကွက်ထားတဲ့မေတ္တာအခြေခံထားတဲ့လှုပ်ဆောင်မှုတွေနဲ့ရှိသည့်အတွက်ကြောင့်တရားတွေရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေဖို့အတွက်မြတ်စွာဘုရားဟာကရုဏာကိုအခြေခံပြီးတော့မေတ္တာနဲ့ပညာနဲ့ရှင်းလင်းဟောကြားထားတာဘုန်းကြီးတို့တွေအသက်ရှည်ခြင်းနဲ့ဆိုလို့ရှိရင် general point ကိုမြတ်စွာဘုရားပေးထားတာနော်ဒါလည်းအမှန်တမ်းအရေးကြီးတဲ့ဟာပေါ့အာယုတ္တတုတ်လို့အင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာရှိတယ်အာယုတ္တဆိုတာအသက်ရှည်ဖို့အတွက်အခြေအနေကောင်းများလို့ဆိုလိုတာအသက်ရှည်ဖို့အတွက်အခြေအနေကောင်းနေလူတိုင်းအတွက်ဘာတွေလိုအပ်တယ်လဲဆိုနံပါတ်1ကတပ္ပါယကာရီအနေထိုင်အစားအသောက်အသွားအလာမိမိကိုယ်နဲ့တင့်တော်အောင်လုပ်ရမယ်လို့ဆိုတပ္ပါယကာရီကိုယ့်အတွက်အကျိုးဖြစ်စေရနေတာလဲအကျိုးဖြစ်တဲ့နေနည်းစားတာလဲအကျိုးဖြစ်တဲ့စားနည်းလုပ်ကင်ဆောင်ရွက်မှုတွေမှာလဲဆိုလိုတာကတော့ကိုယ်ကျမ်းမာရေးအတွက်ထောက်ကူဖြစ်အောင်နေရကျမ်းမာမှုကိုထိခိုက်စေအောင်မလုပ်ရဘူးလို့ဒီလိုဆိုတာတပ္ပါယကာရီတင့်လျောက်ပတ်အောင်လုပ်ဆောင်ရမယ်ဒီတပ္ပါယဆိုတဲ့စကားလုံးကပါဠိစကားလုံးပဲသို့တော့မြန်မာလူတွေမှာတပ္ပါယဖြစ်တယ်ဆိုတဲ့စကားကိုပြောကြတယ်အဓိပ္ပာယ်ကဘာလို့ဆိုပါယဆိုတာကြီးပွားတိုးတက်မှုကိုဆိုလို့ကျမ်းမာရေးကြီးပွားတယ်နော်အသိပညာကြီးပွားတယ်တပ္ပါယကြီးပွားတိုးတက်မှုကိုဖြစ်စေတယ်အကြောင်းဟာအမြဲတမ်း2မျိုးရှိတယ်ဒီအကြောင်းကကြီးပွားတိုးတက်မှုကိုရုပ်လျော့စေပြီးဆုပ်ယုပ်ပြပြမှုကိုဥလိတယ်ဒီအကြောင်းကကြီးပွားမှုကိုဥတည်ထားပြီးတော့ဒီဆုပ်ယုပ်ပြပြမှုကိုရှောင်ရှားပေးတယ်အဲ့တော့ကြီးပွားတိုးတက်စေတတ်တဲ့အကြောင်းကိုကိုယ်လောက်ကန်ရမယ်လို့ဒီလိုဆိုအဲ့တော့တပ္ပါယကာရီတင့်လျောက်ပတ်အောင်နေတတ်ရမယ်ထိုင်တတ်ရမယ်စားတတ်ရမယ်ဒါကတစ်ခုနောက်ဒုတိယကတပ္ပါယေမတ္တံသာနာတိကိုယ်နဲ့တင့်လျောက်ပတ်ကိုယ့်အတွက်အကျိုးဖြစ်တယ်လို့ဆိုတာနဲ့အတိုင်းတာမသိမလုပ်ရဘူးတဲ့အတိုင်းတာနဲ့ပဲလုပ်ရတယ်ဒါဆေးပညာမှာလဲ overdosage ဆိုတာရှိတယ်နော်ကိုယ်နဲ့ဆေးကောင်းဆိုတာနဲ့ပဲပို့ပြီးတော့တောက်ရမှာမဟုတ်လွန်သွားရင်အဆိုးပဲရောက်သွားတာအဲ့ဒါလိုပဲကိုယ်နဲ့တပ္ပယဖြစ်တယ်လို့ဆိုပေမဲ့လို့အတိုင်းတာတစ်ခုနဲ့လုပ်ရမယ်အတိုင်းတာကိုအမြဲတမ်းသိရမယ်ဒီလိုဆိုတာနော်နံပါတ်3ကျတော့ပရိနတ္တဘောဇိကျင့်ညက်လွယ်တဲ့အစာမျိုးစားဒါလည်းနေ့စဉ်စားသုံးနေတဲ့အခါကျင့်နိုင်ခဲ့တဲ့အစာအစာမျိုးစားလို့ရှိရင်အစိတ်တောက်ဖြစ်တယ်အာယုဗေဒဆေးချမ်းနေကြတော့ဘယ်လိုပြောတော့ဆိုတော့အစိမ့်နကံရောဂမူလံနဲ့အစာမကြေခြင်းဟာယောဂအလုံးရဲ့အခြေခံပဲလို့ဒီလိုဆိုတယ်သူတို့ကအာယုဗေဒဆေးပညာဟုတ်အစိမ့်နကံရောဂမူလံယောဂတွေဖြစ်ပေါ်ခြင်းအတွက်တကယ့်ကိုအခြေခံအကြောင်းဖြစ်တယ်အဲ့ဒီကနေစပြီးယောဂတွေဖြစ်နိုင်တယ်လို့ပြောဒါကြောင့်မို့စားတဲ့တောက်တဲ့အခါမှာအစာကြေတဲ့အစာအစာမျိုးစားပါလို့မြတ်စွာဘုရားဆုံးမတယ်နောက်နံပါတ်4ကဘာလို့ဆိုရင်
အသွားလာဆင်ញင်မှုကာလစာပြီးအချိန်နဲ့အခါနဲ့သွားရမယ်သွားတဲ့အချိန်မသွားတဲ့အချိန်ရှိတဲ့ထဲမှာသွားတဲ့အချိန်မှာသွားရမယ်သွားလာနေထိုင်တဲ့အခါမှာလည်းအချိန်နဲ့အချိန်ခွဲခြားပြီးတော့အချိန်တင့်လျော်တဲ့အချိန်မှသွားတဲ့နေဒီလိုဆိုနောက်အသက်ရှိခြင်းအကြောင်းတစ်ခုကတော့ဘာလို့ဆိုဗျမ္မစာရီဗျမ္မစာရီဆိုမြတ်သောကျင့်ကိုကျင့်ပါလို့ဒီလိုပြောမြတ်သောကျင့်ကိုကျင့်ခြင်းဟာအသက်ရှိခြင်းအကြောင်းတစ်ခုပဲလို့တခါအဲ့ဒီနှစ်ခုမှာနံပါတ်4နဲ့နံပါတ်5ကိုနောက်သုတ်တန်တစ်ခုမှာထပ်လဲပြီးတော့မြတ်စွာဘုရားဟောတာဘာလို့ဆိုရှေ့ပိုင်းကတော့အတူတူပဲတင်းလျောက်ပတ်အောင်ကိုယ်နဲ့တင့်တော်တာလှုပ်သွားလာစားတော့နေထိုင်ရမယ်တင့်တော်တော့လဲအတိုင်းအတာကိုသိရမယ်ကျင့်ရတဲ့အစားအစာကိုစားရမယ်ဆိုတာဒါရှေ့ပိုင်းကအခြေခံအကြောင်းတရားနှစ်ခု၄ခုမြောက်နဲ့၅ခုမြောက်ကြတော့မြတ်စွာဘုရားနောက်သုတ်တန်တစ်ခုမှလဲပြီးတော့ဟောတာပြောင်းလဲပြီးတော့ဟောတာသီလဝါကိုချင်းသီလရှိရမယ်တဲ့နံပါတ်၄ကကိုချင်းသီလရှိဖို့လို့ကိုချင်းသီလပြည့်ပြားမှုဟာလည်းပဲကျမ်းမာရေးကိုချွတ်ယွင်းစေနိုင်တယ်ပေါ့အသက်တိုးစေနိုင်တယ်ပေါ့မဆာရီနေရာမှာကလျာမိကောင်းဆွေကောင်းတွေရှိဖို့အကြံကောင်းဉာဏ်ကောင်းတွေရဖို့အတွက်အတူယူလိုက်တာကျင့်သုံးဖို့ဆိုတာဒါတွေကအရေးကြီးတယ်လို့ဒီလိုဆုံးမဩဝါဒပေးမယ်ကောင်းတွေရှိရအဲ့ဒါဟာရှိခြင်းအကြောင်းပဲအသက်ရှိတယ်ဆိုတာလူတွေရဲ့ life span ရှိတဲ့အတိုင်းပဲဘဝတစ်ခုမှာတက်တန်းစိတ်နေတာကိုပဲအသက်ရှိတယ်လို့ပြောတာအဲ့ဒါလို့ဒီလူတွေရဲ့ယနေ့ခေတ်တက်တန်းကိုတက်တန်းစိတ်နေနိုင်တဲ့အနေအထားမျိုးရောက်အောင်အခုလိုဆင်ញင်ပြီးတော့နေလို့ရှိရင်အသက်ရှင်နိုင်တယ်လို့မြတ်စွာဘုရားကအကျိုးစီးပွားလိုလားတဲ့တတ္တဝါတွေရဲ့အခြေအနေကောင်းတွေကိုပညာဖြင့်ရှုမြင်ပြီးတော့ကရုဏာအခြေခံကမြတ်စွာဘုရားကဒီအာယုဒ္ဓတုတ်ကိုဟောထားတာဖြစ်ပါတယ်ဒါကလူတိုင်းအတွက်အသက်ရှည်ဖို့နီလန်းကောင်းနေပဲပေါ့ဒီထဲမှာစကလုံးကတူပြီမဲ့လို့အာလုံးခြုံငုံပြီးတော့ခဏိခေကျမ်းမာရေးလိုက်စားတဲ့ပညာရက်တွေဒီထဲမှာအကုန်ဝင်သွားတယ်လို့ပြောကျမ်းမာရေးပညာရက်တွေအာလုံးဒီထဲမှာကျုံဝင်သွားတယ်နောက်တစ်ခုကလောကမှာလူရဲ့ခန္ဓာကိုယ်ရလာလို့ရှိရင်တရားသဘောနဲ့ကြည့်မြတ်စွာဘုရားကခန္ဓာကိုယ်ကြီးဆိုတာကိုကယောဂကြီးပါတဲ့ဘာဖြစ်လို့တော့ဆိုရင်ခန္ဓာကိုယ်ရလာတာကိုကယောဂရလာတာပဲရုပ်ခန္ဓာကိုယ်ကြီးဆိုတာအမြဲတမ်းနာကျင်နေတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့ဒီရုပ်ခန္ဓာကိုယ်ကြီးနာကျင်နေတဲ့သဘာဝတရားတွေကိုသိရှိနားလည်ပြီးတော့မိမိရဲ့စိတ်အစဉ်စင်ကြယ်မှုရအောင်စိတ်ရဲ့ယောဂမဖြစ်ရအောင်စိတ်နာကျင်မှုကင်းအောင်ကျင့်ပါလို့နကုလပိဋကတက္ကကြီးကိုမြတ်စွာဘုရားဒီလိုဆိုကိုနာပေမဲ့စိတ်မနာစေနဲ့ကိုမာယောဂရပေမဲ့စိတ်ယောဂမရစေနဲ့ဒီလိုဆုံးမပြီးတော့ကျင့်အဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေဖြစ်တဲ့အခါမှာယဟန္တာပုဂ္ဂိုလ်တွေခန္ဓာကိုယ်မှာယောဂမရှိဘူးလားရှိတယ်သို့တော့အဲ့ဒီယောဂဝေဒနာအတွက်လိုက်ပြီးတော့စိတ်မှာယောဂဖြစ်တာမျိုးယဟန္တာတွေကြတော့မရှိတော့စိတ်ချမ်းသာမှုအပြည့်အဝစိတ်စင်ကြယ်မှုအပြည့်အဝရထားသည့်အတွက်ကြောင့်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂဝေဒနာတွေဟာဒီစိတ်ကိုကူးဆက်ပြီးရောက်ရှိလာခြင်းမရှိဘူးရောက်ရှိလာခြင်းမရှိသည့်အတွက်ကြောင့်လောကလူတွေမှာဖြစ်တဲ့ stress တို့ depression တို့ဆိုတာမလာတော့ဘူးပေါ့စိတ်ချမ်းသာနေသည့်အတွက်ကြောင့်ပုဂ္ဂိုလ်တွေယောဂကိုခန္ဓာရည်ပိုရှိလာကြတယ်ဒီလိုပြောတာเนาะအဲ့တော့ကောင်းပြီယောဂဆိုတာဖြစ်လာတတ်တာဖြစ်သည့်အတွက်ကြောင့်ယောဂရလာပြီဆိုလို့ရှိရင်မြတ်စွာဘုရားခိလနာလို့ခေါ်တယ်ခိလနာဆိုတာနာကျင်ခံခဲ့တဲ့ယောဂဝေဒနာခံစားရတဲ့ပုဂ္ဂိုလ်
မင်းတို့မင်းကြီးလက်ထက်ကဆေးရုံတွေကိုလူနာယုံသူနာယုံလို့ခေါ်တယ်ဒီနာမည်နဲ့သုံးထားတာသူနာယုံနဲ့ဆေးရုံလို့မခေါ်ဘူးသူနာယုံလို့ခေါ်နေမကောင်းတဲ့လူတွေထားပြီးပြုစုကုသပေးတဲ့နေရာပါဠိစာပေမှာတော့ဂိလန္နသာလာတဲ့မကျမ်းမာတဲ့ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာအဆောက်အအုံပေါ့အဲ့တော့ဂိလန္နဆိုတဲ့နေရာမှာဘုရားဟောကျမ်းစာတွေထဲမှာယောဂကို2မျိုးသတ်မှတ်ပြီးတော့ပေးထားတာရှိတယ်အာဘာဒဆိုတဲ့ယောဂရဲ့အတင်ကဆိုတဲ့ယောဂရဲ့2ခုရှိအာဘာဒဆိုတဲ့ယောဂကသွားကြိုက်တာတို့နားကြိုက်တာတို့ဖြားတာတို့စသဖြင့်ခန္ဓာကိုယ်ထဲမှာဆင်းရဲဒုက္ခခံစားရတဲ့ယောဂမျိုးတွေကိုအာဘာဒလို့ခေါ်တယ်နှိမ့်ဆက်ယောဂဝေဒနာကလူကိုနှိမ့်ဆက်နေတယ်အာဘာဒနောက်အတင်ကဆိုတဲ့ယောဂကအဲ့ဒီလိုတော့မနှိမ့်ဆက်ဘူးလောကင်စားတော့ဖို့အတွက်ခက်ခဲလာခုခေတ်ပြောတဲ့နှလုံးယောဂတို့စီးချိုယောဂတို့ဟောအဲ့ဒီလိုယောဂမျိုးတွေကြတော့လောကင်စားတော့ဖို့အတွက်ခက်ခဲတွေကျုံလာဟိုဘိန်းတော်ဆရာတွေခေါ်တဲ့မတ္တနာပေါ့နော်လူကတော့သွားလာနေတာပဲဒါပေမဲ့လို့မောတယ်မကြမ်းပါဘူးလောကင်မစားနိုင်ဘူးဆိုတဲ့ယောဂမျိုးအတင်ကလို့ခေါ်တယ်တမွေးဝမ်းကြောင်းနဲ့တမွေးဖို့ရခက်ခဲလာတယ်ဆွက်ကပ်နေတဲ့တပိမ့်မိန်တလိမ့်လိမ်ဖြစ်နေတဲ့ဒူလာပါရရဲ့ယောဂမျိုးတွေပေါ့ဒီလိုဆိုလို့ခုခေတ်ဆိုတော့ယောဂတွေပုံများလာတယ်ပေါ့နော်နားနေတာကျင်းနေတာတော့မဟုတ်ဘူးသို့တော့တရှောင်ရှောင်ဖြစ်နေတဲ့ယောဂမျိုးအဲ့ဒီအာဘာဒနဲ့အတင်ကဆိုတဲ့ယောဂတမျိုးမျိုးဆွက်ကပ်လာတဲ့ပုဂ္ဂိုလ်တယောက်ကိုဂိလန္နလို့ခေါ်တာပဲအဲ့ဒီဂိလန္နပုဂ္ဂိုလ်ဖြစ်လာပြီဆိုလို့ရှိရင်ဂိလန္နပုဂ္ဂိုလ်တွေအနေနဲ့လိုက်နာရမယ်လိုက်နာတဲ့အချက်5ချက်ကိုမြတ်စွာဘုရားဟောတာလူဆိုတာအမြဲတမ်းကြမ်းမှနေတာမဟုတ်ဘူးမိမိကိုယ်တိုင်ဂိလန္နဖြစ်လာမကြမ်းမှတဲ့ပုဂ္ဂိုလ်ဖြစ်လာတဲ့အခါဘယ်လိုလိုက်နာရမလဲဘာတွေနဲ့ဘယ်အချက်တွေကိုလိုက်နာသင့်တယ်လဲဆိုတာကိုမြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောထားတာလေးရှိအဲ့တော့ဂိလန္နဖြစ်လာပြီဆိုလို့ရှိရင်ခုနကအသက်ရှည်ချောင်းလိုပဲနံပါတ်1ကတပ္ပါယကာရီတဲ့ကိုယ်နဲ့တင့်တာနေထိုင်သွားလာစားတော့တတ်ဖို့လိုတယ်ကိုယ်နဲ့တင့်တာကိုသာလုပ်ဖို့လိုတချို့ကမတော်ဘူးဆိုရင်ပဲစားခြင်းစားတာလေမနေသင့်ဘူးမထိုင်သင့်ဘူးဆိုတာလေနေတာထိုင်တာပဲပေါ့အဲ့တော့တပ္ပယကာရီဆိုတဲ့အင်္ဂါချိုရင်းနေလို့ရှိရင်ယောဂဟာပို့ပြီးတော့တိုးလာနိုင်တယ်ဒါကြောင့်မို့တပ္ပယကာရီကိုနဲ့သင်လျော်မဲ့ကိုယ့်အတွက်အကျိုးဖြစ်စေမဲ့နေထိုင်စားသောက်မှုမျိုးနဲ့နေထိုင်ပါတဲ့ဒါနံပါတ်1နံပါတ်2ကတပ္ပါယေမတ္တသနာတိကိုနဲ့တဲ့တဲ့ဆိုတိုင်းလဲလွန်လွန်ကျွံ့ကျွံ့မလုပ်အောင်ဘူးအတိုင်းတာလေးတစ်ခုရလုပ်ပါဥပမာမဲ့ exercise လုပ်တယ်ဆိုလို့ရှိရင်လေဒီဟာကျမ်းပါတယ်ဆိုပြီးတော့ပို့ပြီးတော့မလုပ်နဲ့အတိုင်းတာတစ်ခုတသိနားလဲတဲ့ပုဂ္ဂိုလ်တွေညွှန်ကြားချက်အတိုင်းလေးပဲသွားရဒီလိုဆိုလို့တပ္ပါယေမတ္တကာနံပါတ်3ကတော့ဘာလို့ဆိုမကျမ်းမာတဲ့ပုဂ္ဂိုလ်တယောက်ဟာဆရာဝန်ကဖြစ်စေသူနာပြုကဖြစ်စေဆေးပေးတဲ့အခါဆေးမှန်မှန်တောက်ဖို့လိုအပ်တယ်တဲ့ဘေသစ္ဆံပฏิသေဝိတာအဲ့တော့ဂိလန္နပုဂ္ဂိုလ်ဟာဆေးမှန်မှန်တောက်တတ်ဖို့ဒါလည်းပဲအရေးကြီးတယ်အေးဆေးမတောက်ဘဲနဲ့ခေါင်းအောက်တို့ဖြာအောက်တို့ထားတာတွေရှိတယ်လေဆေးမတောက်ဘဲပေးတဲ့ဆေးကိုမတောက်ဘူးအဲ့ဒါလို့ဆေးမတောက်လို့ရှိရင်လေယောဂဆိုတာပျောက်မှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားလက်ထက်ကလည်းဆေးပေးရတဲ့နဲ့ဆေးမတောက်တာတွေရှိပုံရတယ်ဒါကြောင့်မို့မြတ်စွာဘုရားကခိလန္ဒဖြစ်လာလို့ရှိရင်နံပါတ်3အင်္ဂါရကဘေသစ္ဆံပฏิဝိတာကိုပေးထားတဲ့ဆေးကိုတောက်ဖို့လိုတယ်တဲ့မှန်မှန်တောက်ရမယ်တဲ့ခိလန္ဒဟောနောက်တစ်ခုကပါတော့ဆိုရင်နံပါတ်4က
ကိုယ့်ရဲ့ခံစားချက်ကိုဆရာဝန်ဆရာမသူနာပြုတွေပွင့်ပွင့်လင်းလင်းရှင်းလင်းဖော်ထုတ်တတ်ရမယ်ပြောတတ်ရမယ်ဘလို့နေတယ်ဘလို့ဖြစ်တယ်ဘလို့ခံစားရတယ်ယောဂတိုးတယ်ယောဂဆုတ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောပါတဲ့ကိုယ့်အကျိုးစီးပွားကိုလိုလားတဲ့ကိုယ့်ကိုပြုစုစောင့်ရှောက်နေတဲ့ဆရာဝန်ဆရာမတွေကိုယ့်ရဲ့အခြေအနေကိုအမှန်တိုင်းထုတ်ဖို့ပြောဖို့လိုတယ်လိမ်မပြောရဘူးလို့ဆိုလို့နေမကောင်းတဲ့ပုဂ္ဂိုလ်ကအမှန်တိုင်းသိပြောမှလည်းတချို့ကိစ္စအသိနိုင်တာဟုတ်အဲ့ဒါကြောင့်နံပါတ်၄ကအမှန်တိုင်းပြောဖို့တဲ့နံပါတ်5ကျတော့မြတ်စွာဘုရားကဘာပြောတော့ဆိုသိခံစိတ်ထားယောဂဖြစ်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ်ခန္ဓာကိုယ်မှာရောက်ရှိလာတဲ့ယောဂဝေဒနာတွေကိုတဲ့ကြိတ်မှိတ်ပြီးတော့သိခံနိုင်တဲ့စိတ်ထားရမယ်အဲ့ဒီသိခံနိုင်ခြင်းဆိုတာဟာဒီအင်တမစိတ်ဆွမ်းအားတစ်မျိုးဖြစ်သည့်အတွက်ကြောင့်သိခံခြင်းကြောင့်ယောဂဟာတိုးမလာဘူးသိခံသည့်အတွက်ကြောင့်စိတ်ယောဂကိုကူးဆက်ပြီးတော့မသွားဘူးခန္ဓာကိုယ်ယောဂဖြစ်တာကိုသိခံနိုင်စွမ်းရှိလို့ရှိရင်စိတ်ဘက်ကိုဒီယောဂဟာကူးမသွားနိုင်ဘူးလို့ဒီလိုပြောတယ်။တာမန်ပုဂ္ဂိုလ်တွေကြတော့သိမခံနိုင်တဲ့အခါကျတော့ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂအောင်ကူးဆက်သွားတော့ဒီခုနတော့စိတ်ဓာတ်ကြတာတွေဝင်လာတတ်တာစိတ်ဓာတ်ကြတာတွေဝင်လာတန်လန်းတော့မှဟောထားတာဖြစ်လို့ဝင်လာတယ်စိတ်ဓာတ်ကြတယ်နိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ယောဂါကစူးဝင်နေတဲ့အမြတ်တန်ကြီးတစ်ခုနဲ့တူတယ်တဲ့တခါအဲ့ဒီမှာဖြစ်ရလေခြင်းဆိုပြီးတော့စိတ်ပိုင်းဆရာကူးဆက်သွားတာကြတော့ဒုတိယမြားတန်ထပ်စူးတာနဲ့တူတူပဲတဲ့ထပ်ပိုးသွားတယ်လို့ဒီလိုပြောတာအဲ့ဒီဘက်ကိုမကူးဆက်အောင်သိခံနိုင်စွမ်းရှိရမယ်လို့ဆိုတာအဲ့တော့သိခံတယ်ဆိုတာဘာနဲ့သိခံရမှာဆင်ခြင်တုံတရားနဲ့သိခံဩခန္ဓာကိုယ်ရလာရင်ဒီလိုယောဂဝေဒနာဆိုတာဖြစ်တတ်တာပဲခန္ဓာကိုယ်ကြီးရလာတဲ့ပုဂ္ဂိုလ်တိုင်းဒီဝေဒနာဖြစ်ရတာငါမှဖြစ်ရလေခြင်းလို့မတွေးနဲ့ခန္ဓာရှိရင်တော့ယောဂဆိုတာရှိမှာပဲအဲ့တော့ဒီယောဂဝေဒနာကိုမေ့ပြောက်ထားပြီးတော့စိတ်ဆွမ်းအားတွေစိတ်စင်ကြယ်နေအောင်ကြိုးစားမှုတွေငါလုပ်ဖို့တော်တယ်ဆိုပြီးတော့ယောဂကိုခရုမဆိုင်တော့ပဲနဲ့အာယုံမထားတော့ပဲနဲ့စိတ်ဓာတ်ကိုကောင်းမြတ်တဲ့အာယုံတစ်ခုနဲ့လေ့ကျင့်ပွားများနေခြင်းဟာသိခံနေမှုတစ်ခုပဲပေါ့အဲ့ဒီသိခံနိုင်တဲ့စွမ်းရည်တတိရှိဖို့လိုတယ်လို့ဒီလိုပြောတာသိခံနိုင်တဲ့စွမ်းရည်တတိတွေဟာတီအိုကျွန်းမှာတကယ်တရားကျင့်နေတဲ့ရှေးတုန်းကမထေရကြီးတစ်ပါးသူ့ရဲ့ဘဝစာကြောင်းလေးကိုမှတ်တမ်းတင်ထားတာအမတန်မှမှတ်သားစရာကောင်းတယ်အဲ့ဒီရဟန်းတော်ကြီးတစ်ပါးဟာလေနာယောဂအကြီးအကျယ်ဖြစ်နေသည့်အတွက်ကြောင့်တပါးထဲမှာနှုတ်ကထွက်ပြီးတော့ညီးမိတယ်တဲ့ညီးတဲ့အခါမှာအနာနာမှာပြုစုတဲ့ဦးဇင်းလေးတစ်ပါးကအရှင်ဘုရားတဲ့ဝေဒနာဆိုတာသိခံရပါတယ်တဲ့မညီးပါနဲ့ပေါ့ဆိုတော့မထေရကြီးကကောင်းပါပြီတဲ့ဆိုပြီးတော့သူသိခံပြီးတော့နေလိုက်တာအဲ့လိုသိခံနေတဲ့အခါမှာနောက်ဆုံးမှာသူ့ရဲ့စာထဲမှာပါတဲ့အတိုင်းဆိုတာဒီလေရဲ့ထိုးမှုကြောင့်ဥတွေတောင်မှအပြင်ရောက်လာတော့အောင်ဖြစ်လာတယ်အဲ့ဒီကြတော့သူကအဲ့ဒီမထေရကြီးကပြောတယ်ဒီလောက်သိခံရင်လုံလောက်ပြီလားလို့အဲ့ဒီယဟန်လေးကိုပြောပြတယ်အင်တမကြီးကျယ်တဲ့ဒုက္ခသိခံနိုင်တယ်ဒီလိုစာထဲမှာမှတ်တမ်းတင်ထားတာရှိနောက်တစ်ခါအိန္ဒိယနိုင်ငံမှာတောထဲမှာတရားကျင့်တဲ့ယဟန်တစ်ပါးရဲ့သိခံနိုင်မှုကဘလောက်အတိုင်းအတာထိရှိတယ်ဟုတ်လို့
တရားဓမ္မကျင့်ကြံကြိုးကုပ်အထုတ်နေတဲ့အခါညကြတော့ကြားကလာပြီးတော့ဆွဲတယ်ကြားလာဆွဲတဲ့အခါမှာဉာဏ်တဲ့ပုဂ္ဂိုလ်တွေတရားဟောတရားနာတရားအထုတ်မှုတွေပြပြမှာဆိုလို့အတိမပေးဘူးဒီတိုင်းပဲကြားဆွဲသွားတဲ့အခါမှာတန်ဃာတွေရော့သွားတော့နောက်ဆုံးမှအစည်းအဝေးလုပ်ပြီးတော့အန္တရာယ်ရှိရင်ပြောကြပါអော်ကြပါဟစ်ကြပါဝိုင်းဝန်းပြီးတော့ကုညီရအောင်တရက်တော့ယဟန်တစ်ပါးကြားလာဆွဲတော့သဘောတူထားတဲ့အတိုင်းသူကអော်လိုက်တယ်អော်လိုက်တော့တန်ဃာတွေကမီးတွေထုတ်တွေနဲ့ဝိုင်းပြီးတော့ကြားကိုခြောက်ကြတယ်ပေါ့ဘယ်လိုပဲခြောက်ကြားကအဲ့ဒီယဟန်ကိုကြိုက်ချီပြီးတော့6ကဘာတစ်ခုရေဟိုဘက်ကူးသွားတော့ယဟန်နေလေဘယ်သူမှမလိုက်နိုင်တော့လှမ်းပြီးတော့တတိပေးတယ်ဒီနေရာမှာငါရှင်ကြားပါဇတ်ထဲရောက်နေအစွမ်းတတ္တိပြဖို့ပဲလိုတယ်တို့လည်းလုံနိုင်တယ်များတော့လုပ်ပေးတယ်ဘာမှမတတ်နိုင်တော့ဘူးကိုယ့်ရဲ့တရားရဲ့စွမ်းရည်တတ္တိကိုပြပါလို့ဆိုအဲ့ဒီယဟန်ဟာသူ့တီလာကိုသူဆင်ញင်ပြီးတော့ကြားကြိုက်ခံရတာကိုကြောက်ရွံ့တဲ့စိတ်ဓာတ်တွေကိုဖြေလျှော့ပြီးတော့ကြားကခြေတော့ကနေစပြီးတော့စားတယ်အဲ့ဒီစားရင်ကနေပြီးတော့ဒုစင်လောက်ရောက်တဲ့အခါကျတော့သူ့ဝိပဿနာအသိဉာဏ်တွေကတက်လာပြီးတော့သောတာပန်ဖြစ်သွားတယ်အဲ့ဒီကနေကျင့်လိုက်တာကြားစားတာနှလုံးသားလေးမရောက်ခင်အတက်ကလည်းရှင်းနေတယ်စိတ်ဓာတ်ကမကြသည့်အတွက်ကြောင့်နှလုံးသားလေးမရောက်ခင်အသက်ရှိနေတဲ့အချိန်လေးမှာယ ahanan ဖြစ်သွားတယ်လို့ဒီလိုဆိုတာဒီလိုဖြစ်နိုင်ဖို့ဆိုတာအမှန်တမ်းခဲနေနော်စိတ်ဓာတ်ကြံ့ခိုင်မှုရအဲ့တော့ဒီလိုဖြစ်နိုင်မှုဆိုတာစာပေကျမ်းဂန်ထဲမှာတော့ဒီတိုင်းပဲမှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့ဒါလို့တိခတ်နိုင်စွမ်းရှိပြီးတော့ကိုလုံးရမယ့်အလုပ်တစ်ခုကိုလုပ်သွားနိုင်တာဟာပုဂ္ဂိုလ်ရဲ့အရည်ချင်းတစ်ခုပဲပေါ့စိတ်ဓာတ်ကြံ့ခိုင်မှုလို့အဲ့ဒါကိုမြတ်စွာဘုရားကဂိလန္ဒမကြမ်းမမာတဲ့အခါမှာတဲ့နောက်ဆုံးအနေနဲ့တိခတ်နိုင်စွမ်းမွေးမြူရမယ်စိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်ရမယ်ရုပ်ကြီးကတော့ဘာမှမတတ်နိုင်ဘူးယောဂဆိုတာဖြစ်လာလို့ရှိရင်ကုလို့ရချင်မှရတာဟုတ်ရုပ်ရဲ့သဘာဝအတိုင်းယောဂဆိုတာပျောက်ချင်မှလည်းပျောက်မယ်သို့တော့ယောဂအပေါ်မှာစိတ်ဆွဲလန်းပြီးစိတ်ယောဂထပ်မရအောင်လေ့ကျင့်တာဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲပေါ့ဒီလိုဆိုလိုတာပေါ့ဒါကမကြမ်းမာတဲ့ပုဂ္ဂိုလ်တွေလိုက်နိုင်ရမယ်အချက်၅ချက်မြတ်စွာဘုရားဟောတာ